ချင်းပြည်နယ်ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းကိုဖတ်ကြားဖို့ရာဦးလပံရောဘတ်ကိုပန်ကြားအပ်ပါရရှင်ကချင်ပြည်နယ်နဲ့ဖြစ်ပေါ်လာခြင်းသမိုင်းချင်းကိုဖတ်ကြားပါမယ်ကချင်လူမျိုးများသည်ရှေးဘုဘေးသွေးတီခေတ်မှမိတိလူမျိုးခြားများ၏အုပ်စိုးခြင်းအောက်တွင်မရှိဘဲကိုမြင်းကိုချင်းဥဒူဝါများအုပ်ချုပ်ပြီးလွတ်လပ်စွာတက်မိုးကမ်းကြောင်ပြုလက်ဆင်းသက်လာခဲ့သောလူမျိုးဖြစ်သည်ဒူဝါများသည်ကိုယ်ပိုင်အုပ်စိုးမြေများကိုနေနမိတ်သတ်မှတ်ထားပြီးမိမိမြေပေါ်မိမိစိတ်ကြိုက်အုပ်ချုပ်ရေးစနစ်ဖြင့်အုပ်စိုးခဲ့ကြသည်ဤကဲ့သို့နေထိုင်ရာမှအင်္ဂလိပ်ကိုလိုနီခေတ်ကိုရောက်လာခဲ့သည်1885ခုနှစ်တွင်ဗမာပြည်လုံးဝကိုလိုနီလက်အောက်ကျရောက်သွားခဲ့သည်ဒါပေမဲ့ကချင်ပြည်ကျေးလက်ကချင်ဒေသကိုတော့1890ခုနှစ်ခမှစတင်ကျူးကျော်ဝင်ရောက်ခဲ့ကြသည်ထို့နောက် The Kachin Regulation 1895ခုနှစ်မှာဥပဒေအရအုပ်ချုပ်လာရာ1926ခုနှစ်တွင်ကချင်ဒေသအားလုံးနီးပါးကိုအင်္ဂလိပ်အုပ်စိုးမှုအောက်သို့ရောက်ရှိသွားခဲ့သည်ဒါကတော့ကချင်လူမျိုးများ၏ကိုမြင်ကိုဒူဝါများအုပ်ချုပ်မှုအောက်တွင်သာနေလိုချင်းကြောင့်နဲ့တုကြုံမခံလူစိတ်ဖြင့်ခုခံတိုက်ခိုက်နေချင်းကြောင့်ဖြစ်သည်ဒုတိယကမ္ဘာစစ်ပြီးနောက်ဤထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးကျူပမှုကာလတွင်လည်းကချင်ကောင်းဆောင်များသည်တမိုင်း၏အရေးကြီးသောအခမ်းကဏ္ဍများတွင်ရပ်တည်ပါဝင်ခဲ့ကြသည်ဗိုလ်ချုပ်အောင်ဆန်းသည်ကချင်ပြည်သို့1946ခုနှစ်တွင်တက်လာပြီးကချင်ကောင်းဆောင်များနဲ့အင်္ဂလိပ်လက်အောက်မှကချင်နဲ့ဗမာလွတ်လပ်ရေးအတူတကွရယူရေးလာရောက်တိုင်ပင်ခဲ့သည်ကချင်ကောင်းဆောင်များလည်းအလေးနဲ့စဉ်းစားတိုင်ပင်ပြီးကချင်တကြဗမာတကြအခွင့်အရေးတန်းတူရရှိရေးနဲ့အခြားအခွင့်အရေးများဆိုင်ရာကိစ္စများကိုညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသမိုင်းတွေတွေ့နိုင်ပါသည်ထိုအချိန်ကဗမာပြည်လွတ်လပ်ရေးရရှိရေးနဲ့ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်လာရေးတွင်အဓိကအရေးပါသောပင်လုံစာချုပ်တွင်လည်းကချင်ကောင်းဆောင်များသည့်အဓိကအရေးပါသောအခမ်းကဏ္ဍများတွင်ပါဝင်ခဲ့သည်ပင်လုံစာချုပ်ပါနံပါတ်6အချက်တွင်ပြည်ထောင်စုမြန်မာနိုင်ငံတွင်ကချင်ပြည်ဟုမဲခေါ်ပြီးကချင်ပြည်နေနမိတ်သတ်မှတ်ရေးအကြောင်းအရာများကိုတိုင်းဒေသများညီလာခံ Constituent Assembly တွင်တင်ပြအတည်ပြုချက်ရယူရာဟူသောအချက်များပါဝင်နေခြင်းသည်ယခုခေါ်ဝေါ်နေသောကချင်ပြည်ဟူသောအမည်နဲ့၎င်း၏နေနမိတ်များတည်ရှိနေခြင်း၏အဓိကအကြောင်းရင်းဖြစ်သည်ထိုအချိန်ကကချင်ကောင်းဆောင်များ၏တွေးခေါ်ချက်မှာမြန်မာနိုင်ငံလွတ်လပ်ရေးရတော့လေကချင်ပြည်ဟူ၍နေနမိတ်မရှိရင်ဘာမှအကျိုးမရှိကချင်ပြည်ဟုအမည်တွင်ပြီးမိသူလက်အောက်ခံတွင်မှမနေပဲမိမိနေမင်းမိမိကြိုက်နေတဲ့သောအစိုးရအုပ်ချုပ်ကမိမိလူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက်လွတ်လွတ်လပ်လပ်လှုပ်ဆောင်နိုင်သောနိုင်ငံရေးအခွင့်အရေးရရှိရေးကအဓိကဖြစ်သည်မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ဆိုပြီး1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့ထွက်ပေါ်လာချိန်နှင့်တစ်ဆက်တည်း1948ခုနှစ်ဇန်နဝါရီလ10ရက်နေ့တွင်ကချင်ပြည်နှင့်အထက်အမှတ်မနောပွဲကိုမြစ်ချနာမြို့စီတာဘူမနောကွင်း၌ကျင်းပလာခဲ့ရာယနေ့အထိဆိုရင်နှစ်ပေါင်း60နှစ်ပြည့်ပြီဖြစ်ပါသည်အားလုံးကျေးဇူးပါ